ကျွန်တော်တို့ဒီလမ်းကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်နာမည်တက်ပြီးပြောပြလို့မရတဲ့6ချားစရာကိစ္စတွေအများကြီးရှိပါတယ်မလို့ခွေးရလည်းဟောင်းအဲ့တော့လွန်ခဲ့တဲ့280ဂျပန်နေခေတ်ကိုပြန်စဉ်းစားကြည့်ပါအဲ့ဒီခါအခုခါလောက်လေကျွန်တော်ဒီစက်ရန်နေရတွေကမတိုးတက်သေးဘူးပေါ့နော်အဲ့တော့ဂျပန်တွေကလူအင်အားကိုပဲအသုံးပြုပြီးတော့ဒီနားမှာအသင်းအာဓမမရမကနဲ့ဒီလမ်းကြီးကိုသူတို့ဖောက်ခဲ့တာပါတော့ဆိုလိုချင်တာဗျာခါတိုင်းတောင်လူတွေအများကြီးတိတ်နေတာပေါ့နော်အဲ့တော့ဒီနားကိုဖောက်တဲ့ချိန်မှာလူတွေဘလောက်ခက်ခဲဆင်းလိုက်မလဲဘလောက်တောင်မှအသက်တွေအများကြီးဆုံးရှုံးခဲ့မလဲပေါ့ဒါကြောင့်လေဒီနေ့ပတ်သက်တဲ့ဒီနေကန်တွေကအခုထိပြောနေကြတဲ့အရာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အကယ်၍ညဘက်ကြီးပေါ့နော်ဒီလမ်းပေါ်ကနေတယောက်တည်းသွားကြည့်ရဲ့အချိန်ကျရင်မသိမယ်ဗျာကိုနောက်ယောက်ကတယောက်ကကြည့်နေလို့မျိုးဒါမှမဟုတ်လေကိုနောက်ကတယောက်ကလိုက်တယ်လို့မျိုးပေါ့နော်ဒါမှမဟုတ်လေလို့မြေတူးတဲ့အတန်တွေဒီကြောက်ခဲခွဲတဲ့အတန်တွေကြားနေရတာမျိုးပေါ့နော်ဒါအဲ့တဲ့ဆိုတာတခါလေကြာရင်ဒီဂျပန်စစ်ဝစ်ဆောင်တဲ့ဒီစစ်သားတွေကိုလေတွေ့ရတယ်ပေါ့နော်ဒီပြောပြီးဆိုရင်ကျွန်တော်တင်းအောင်ထလိုက်ဒါကတော့ကျွန်တော်ရပ်ဖက်ကပြောတဲ့ဒီလမ်းကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေပါအဲ့တော့အခုကျွန်တော်ဒီလမ်းကြီးကိုလည်းရောက်နေပြီကျွန်တော်အချိန်ကလည်း9 နာရီညဘက်လည်းရောက်နေပြီဆိုတော့ကျွန်တော်ဟိုတယ်ကိုဒီလမ်းကြီးပေါ်ကနေကျွန်တော်ဖြတ်ပြန်ပြန်ပါမယ်နော်ဒါပေမဲ့ကျွန်တော်တယောက်တည်းမဟုတ်နော်ကျွန်တော်ရင်တင်းပါတယ်နော်အဲ့တော့ကျွန်တော်တို့အခုပြန်ရှောက်အောင်များဟိုဘက်ကိုနော် let's go စဉ်းစားကြည့်ပြသလားဒီညဘက်ကြီးဒီလိုင်းပေါ်မှာတယောက်တည်းရှောက်တဲ့အချိန်ဒီကအတန်းလဲဂျုံနေရလဲကြားမဲ့ချိန်များကျွန်တော်တယောက်တည်းဆိုတော့ကြောက်မှအချင်းတွေအခုတော့အများနဲ့မဟုတ်လို့ဒါသွားရအောင်ပြန်ရအောင်